hello အားလုံးပဲမင်္ဂလာပါဒါဒီချက်ကိုចောင်းသားတယောက်ကလာပြီးတော့တင်ခိုင်းတာပေါ့နော်စကားပြောတဲ့ခါကျရင်ဆက်တဲ့စကားလုံးတွေပေါ့အဲ့လိုဆက်တဲ့စကားလုံးတွေမပေါဘူးဆိုရိုင်းနေထင်လို့ပေါ့နော်ကဲအဲ့တော့စပြောမယ်ခုနကဆိုကန်ခုနကပေါ့ခုနကစကားနဲ့ပြောမှာ तू ကအရှိကနေထားပြီးပြောရတယ်ဒီမှာကြည့်ကန်ခုနက你က说ပြောတယ်什么ဘာလဲ刚才你说什么ခုနကနေဘာပြောတာလဲဒါခုနကကိုအရှိကနေထားပြီးပြောမှာနောက်တစ်ခါခုနကအရှိရလာမယ်刚才ခုနက是ဖြစ်ပါတယ်谁ဘယ်သူလဲ刚才是谁ခုနကဘယ်သူဖြစ်မလဲဘယ်သူလဲပေါ့ခုနကဘယ်သူလဲအဲ့တော့ခုနကကိုဒီခုန刚才ဆိုတဲ့စကားလုံးကိုအရှိကနေထားပြောတယ်နံပါတ်1အရင်တုန်းကကိုတရုတ်လို以前အရင်တုန်းကအဲ့တော့အရင်တုန်းကလည်းအတူတူပဲတချို့တို့အရှိကနေထားပြောမယ်以前အရင်တုန်းက你做လုပ်တယ်什么ဘာလဲအဲ့တော့以前你做什么အရင်တုန်းကနင်ဘာလုပ်တာလဲ以前你做什么အရင်တုန်းကနင်ဘာလုပ်တာလဲနောက်တစ်ခု以前အရင်တုန်းကကိုအရှိရထားပြောမယ်以前အရင်တုန်းကနင်က住နေတယ်哪里ဘယ်မှာလဲ以前你住哪里အရင်ကနင်ဘယ်မှာနေတာလဲအရင်ကနင်ဘယ်မှာနေတာလဲเนาะနောက်တစ်ခါအရှိမပဲထားပြောမယ်以前အရင်က他和我သူနဲ့ငါ是ဖြစ်ပါတယ်朋友လို့ပြောလို့ရတယ်朋友လို့ပြောလို့ရတယ်เนาะအဲ့တော့以前အရင်တုန်းက他和我是သူနဲ့ငါက朋友တငယ်ချင်းတွေဖြစ်ပါတယ်အရင်ကသူနဲ့ငါတငယ်ချင်းဖြစ်ပါတယ်အရင်တုန်းကအရှိမထားပြီးပြောတယ်နောက်တစ်ခါဘာကြောင့်လဲဆိုတော့အဘယ်ကြောင့်ဆိုတော့因为အဘယ်ကြောင့်ဆိုတော့သူလည်းအရှိကနေထားပြောတယ်因为ဘာဖြစ်လို့လဲဆိုတော့ငါက不喜欢မကြိုက်ဘူး他သူ့ကိုဘာဖြစ်လို့လဲဆိုတော့ငါသူ့ကိုမကြိုက်ဘူးဆိုတော့因为我不喜欢他ဘာဖြစ်လို့လဲဆိုတော့ငါသူ့ကိုမကြိုက်ဘူးဒါလည်းအရှိရထားပြောတယ်အဲ့တော့ရှေ့ရထားပြောတယ်ရှေ့ရထားပြောတယ်เนาะဒီမှာဆိုရင်လည်း因为အဘယ်ကြောင့်ဆိုတော့ကျွန်တော်က不懂နားမလည်ဘူးနင်က在说什么ဘာပြောတာလဲဆိုတာအဲ့တော့အဘယ်ကြောင့်ဆိုတော့နင်ဘာပြောတာလဲဆိုတာငါနားမလည်ဘူး因为我不懂你在说什么ဒါတွေကတော့老师ကအဘယ်ကြောင့်ဆိုတော့ပြောတတ်တဲ့လူကိုရှင်းပြတာဖြစ်တဲ့အတွက်ဒါကတော့နည်းနည်းလေးကြောင်တောင်ဖြစ်မယ်ဒါပေမဲ့နောက်ပိုင်းကိုတရုတ်စာလုံးတွေမီးနည်းတွေရောက်လာတယ်ဆိုလွယ်တယ်နော်因为ဘာဖြစ်လို့လဲဆိုတော့我不懂ကျွန်တော်နားမလည်ဘူး你在说什么နင်ဘာပြောနေတာလဲဆိုတာငါနားမလည်ဘူးနံပါတ်3ပုံစံနံပါတ်4ဒါပေမဲ့ဆိုတဲ့အဓိပ္ပာယ်2မျိုးရှိတယ်但是ရှိမယ်可是ရှိမယ်သူ့ပုံစံအတန်ထွက်2မျိုးရှိတယ်但是ဆိုတာလည်းဒါပေမဲ့ပဲ可是ဆိုတာလည်းဒါပေမဲ့ပဲအဲ့တော့သူတို့ကြတော့ because ပုံစံဖြစ်တဲ့အတွက်အလယ်မှာထားပြောတယ်ကျွန်တော်က想请တယ်吃饭ထမင်းစားချင်တယ်ကျွန်တော်ထမင်းစားချင်တယ်但是可是2မျိုးပြောလို့ရတယ်နော်2မျိုးလုံးထည့်ခိုင်းတာမဟုတ်ဘူး但是ပြောရင်可是ထည့်ကြမလို့可是ပြောရင်但是ထည့်ကြမလို့但是ဒါပေမဲ့ပြောတယ်ဆိုရင်ဒီ可是သုံးကြမလို့可是လို့သုံးရင်但是ပြောကြမလို့နှလုံးထဲကကြိုက်တာသုံးလို့ရတယ်我没钱ကျွန်တော်မှာပတ်စံမရှိဘူးငါသမင်းစားချင်တယ်ဒါပေမဲ့ငါပတ်စံမရှိဘူး我想吃饭ငါသမင်းစားချင်တယ်但是ဒါပေမဲ့ပြောမလား可是ပြောမလား我没钱ငါပတ်စံမရှိဘူးနောက်တစ်ကြောင်း我想请假ကျွန်တော်က想请တယ်请假နော်请假ဆိုခွင့်ယူတာအဲ့တော့ကျွန်တော်ခွင့်ယူချင်တယ်但是可是ဒါပေမဲ့老板不愿意နော်တထေးကသဘောမတူဘူး老板ဆိုတာတထေး不愿意ဆိုတာသဘောမတူတာပုဆိုတဲ့အငင်းစလုံးပါတဲ့အတွက်သဘောမတူတာကိုသွားတာเนาะအဲ့တော့ငါခွင့်ယူချင်တယ်ဒါပေမဲ့ boss ကသဘောမတူဘူး我想请假但是可是2မျိုးပြောလို့ရနော်老板不愿意အဲ့တော့ဒါကကြတော့ because ဖြစ်တဲ့အတွက်အလယ်မှာထားပြီးသုံးရတယ်အရှိမမဟုတ်တော့ဘူးเนาะဒါနံပါတ်4ပုံစံငါထို့ကြောင့်အဲ့ဒါကြောင့်所以ကျွန်တော်က生病ဖြားနေတယ်了比我生病了ငါဖြားနေပြီ所以အဲ့ဒါကြောင့်ထို့ကြောင့်不去မသွားဘူး工作အလုပ်ကိုငါဖြားနေပြီအဲ့ဒါကြောင့်အလုပ်မသွားဘူး我生病了ကျွန်တော်ဖြားနေပြီ所以ထို့ကြောင့်အဲ့ဒါကြောင့်不去工作အလုပ်မသွားဘူးဒါကတော့တကြောင်ပဲလုပ်ထားပေးရပေါ့နော်ဗီဒီယိုရှေ့သွားမှာဆိုလို့ဟိုးအရင်တုန်းကအရင်ကအတူတူပဲ以前ဒါအရှိကနေထားမှာ以前အရင်ကကျွန်တော်က不会မတတ်ဘူး说ပြောတယ်汉语တရုတ်စကားကိုအဲ့တော့အရင်ကငါတရုတ်စကားကိုမပြောတတ်ဘူးပေါ့အဲ့တော့以前我不会说汉语အရင်ကကျွန်တော်တရုတ်စကားမပြောတတ်ဘူးနောက်တစ်ခု以前အရင်ကကျွန်တော်去过သွားဘူးတယ်
这个地方ဒီနေရာကိုသွားဘူးတဲ့အရင်ကငါဒီနေရာကိုသွားဘူးတဲ့以前我去过这个地方လှုပ်ဖူးတယ်သူကကြတော့လှုပ်ဖူးတယ်နော်ဖူးတယ်ဆိုတဲ့ပုံစံနဲ့သွားမှာကြော့ဆိုတဲ့အဓိပ္ပာယ်လှုပ်တာဖူးတာကော့အဲ့တော့ကြော့ကော့ဆိုတဲ့အဓိပ္ပာယ်လှုပ်ဖူးတာနော်အဲ့တော့我ကျွန်တော်ကကြော့ကော့လှုပ်ဖူးတယ်服务员စပွဲထိုးနော်အဲ့တော့我做过服务员ဆိုတာငါစပွဲထိုးလှုပ်ဖူးတယ်我做过医生我ဆိုတာကျွန်တော်做过ဆိုတာလှုပ်ဖူးတာ医生ဆိုတာဆရာဝန်အဲ့တော့ငါဆရာဝန်လှုပ်ဖူးတယ်အဲ့တော့လူပုဂ္ဂိုလ်ရဲ့အနောက်မှာ做过ဆိုတဲ့စကားလုံးထည့်ရမယ်ဒီမှာလူပုဂ္ဂိုလ်မပါတော့ဘူးဒါကကြတော့လှုပ်ဖူးလားပေါ့做过မှာ做ဆိုတဲ့အိဗယ်လှုပ်တာကော့ဆိုတာဖူးတာမားဆိုတာလား做过မှာဆိုလှုပ်ဖူးလားပေါ့အဲ့ဆိုလောက်ဆိုတော့ပြန်ဖြည့်တယ်ဆိုမားတစ်လုံးဖြုတ်လိုက်ရုံပဲ做过လှုပ်ဖူးတယ်နော်နောက်တစ်ခါဖူးတယ်ဆိုတဲ့စကားလုံးအခုနောက်လောက်ဆိုတော့လှုပ်ဖူးတယ်ဆိုတဲ့စကားလုံးရဲ့အနောက်မှာသူကကြတော့အနောက်လေးမှာထားပြီးပြောရတယ်ဒီကော့ဆိုတဲ့စကားလုံးကိုသူကွက်လက်ဖူးတယ်ပေါ့ဒီကွက်လက်ထဲမှာကိုပြောချင်တဲ့စကားကိုထည့်ပြောရမှာဒီမှာကြည့်ကြော့ကော့ဆိုရင်လှုပ်ဖူးတယ်ဒီနေရာမှာကြော့နေရာမှာနောက်တစ်မျိုးပြောင်းသွားလေးရလေးတယ်ခန့်ကော့ကိုအနောက်မှာထားခိုင်းတာဖြစ်တဲ့တော့ကော့ကိုအနောက်မှာပဲထားမယ်ဒီမှာကော့အဲ့တော့ခန့်ကော့ကြည့်ဘူးတယ်ချွီကော့သွားဘူးတယ်လာဘူးတယ်ချီကော့စားဘူးတယ်ဒီနေရာမှာကိုတခြားမီးနင်းနေသိရင်ထည့်လို့ရသေးတယ်ကိုအနောက်မှာထားပြီးတော့သုံးရမယ်နော်ခဏနေရင်ရီခွေခဏနေရင်ရီခွေခဏနေရင်我ကျွန်တော်ကရောက်မယ်回家了အိမ်ပြန်မယ်အိမ်ပြန်ပြီပေါ့အဲ့တော့ရီခွေခဏနေရင်我要回家了ငါအိမ်ပြန်တော့မယ်ခဏနေရင်ငါအိမ်ပြန်တော့မယ်ငါအိမ်ပြန်ပြီအတူတူပဲနော်ရီခွေခဏနေရင်妈妈要来接我了妈妈အမေကရောက်မယ်来接လာကြိုတယ်我了ကျွန်တော်ကိုအဲ့တော့ခဏနေအမေငါကိုလာကြိုတော့မယ်ရီခွေ妈妈要来接我了ခဏနေအမေကငါ့ကိုလာကြိုတော့မယ်ရီခွေကိုအရှိန်မှထားပြီးသုံးတယ်နောက်တစ်ခုကရီခွေ要发工资了ခဏနေရင်လစာထုတ်ပြီးတော့မယ်ရီခွေဆိုတာခဏနေရင်ရောက်ဆိုတာတော့မယ်发工资ဆိုတာလစာပေးတာလောဆိုတာတော့မယ်ပေါ့ဘီလိုပုံစံနဲ့သွားတာအဲ့တော့ရီခွေရောက်发工资了ဆိုခဏနေလစာထုတ်ပြီးတော့မယ်ခဏနေလစာထုတ်တော့မယ်အတူတူပဲเนาะဒါဆိုနံပါတ်9ခုပုံစံနောက်တစ်ခုကနံပါတ်10နံပါတ်30ဆိုမယ်ဆိုတဲ့စကားလုံးလေး तू ကလည်းအနောက် तू ကကြတော့အရှိမထားပြီးပြောရတယ်ရောက်ဆိုတဲ့စကားလုံးလေးအရှိမထားပြောရတယ်ခုနကဟာကြတော့အနောက်မှာထားပြောရတယ်ဒါအရှိမထားပြောရတယ်ရောက်ဆိုတဲ့အထိပ္ပယ်မယ်ပေါ့ तू ကကြတော့ဒီမှာကြည့်အရှိမထားပြောတာရောက်做လုပ်မယ်要去အရှိမထားတာ要နော်要去သွားမယ်ရောက်လာမယ်ရောက်ခန့်ကြည့်မယ်ဒီနေရာမှာအနောက်ကစလုံးနေရာမှာကိုကဘယ်လိုပြောရမလဲတခြားမီးနေသိတယ်ဆိုရင်လည်းထည့်လို့ရသေးတယ်ကဲအဲ့တော့လွယ်လေးပဲနော်ဒီပုံစံလေးတွေပြောချင်တယ်ဆိုရင်ဆရာမတို့ဒီပုံစံလေးတွေဒါကတော့ဒီချယ်တို့ကစကားမီးနေရပြီးတော့စာချောင်းမဖွဲ့တတ်တဲ့လူတွေအတွက်ကိုပြောပြထားတာဒီစကားလုံးလေးတွေခုနကကန်ဆိုင်ခုနက以前အရင်တုန်းကနော်နောက်တစ်ခါနံပါတ်3က因为အဖေကြောင့်ဆိုတော့但是可是ဒီစကားလုံးတွေကဟုတ်တယ်တစ်ခါတလေကြာရင်လေဖြစ်တတ်တယ်နော်နောက်တစ်ခါ所以အဲ့ဒါကြောင့်以前အရင်တုန်းကနော်做过လှုပ်ဖူးတယ်နောက်တစ်ခါဖူးတယ်ဆိုရင်ကိုရီခွေဆိုရင်ခဏနေနောက်တစ်ခါကြာရင်ရောက်ဆိုတဲ့အဓိပ္ပာယ်မယ်ပေါ့နော်ဒီပုံစံလေးတွေပြောထားလို့ရတယ်နော်နောက်တစ်ခုပြောလို့ရတယ်နောက်တစ်ခုကလည်းတော်တော်များများမသိဘူးအဲ့ဒါဘာလဲဆိုတော့ဒါဆိုရင်နော်ဒါဆိုရင်ဆိုတဲ့စကားလုံးဒါဆိုရင်ဒီစကားလုံးလေးတွေတော်တော်များများသိမပြောတတ်ဘူးပေါ့နော်နာကျုပ်ဆိုရင်ဒါဆိုရင်နာကျုပ်ဒါဆိုရင်ပေါ့အဲ့တော့လောက်ဆိုတော့ဒီဒါဆိုရင်ကိုဟာကိုစာချောင်းလေးလောက်ကြည့်ပေါ့ဥပမာနင်သွားမှာလားပေါ့ဥပမာပေါ့နော်ဆရာမရေးပြမယ်နင်သွားမှာလားဟောဒါဆိုရင်ငါလေသွားမယ်ပေါ့အဲ့တော့ तू ကဆရာမတို့ကဒါဆိုရင်ဆိုတဲ့စကားလုံးကဂျားထဲမှာထည့်ထားတွေ့လားဒါဆိုရင်ဂျားထဲမှာဆိုရင်နင်သွားမှာလားဆိုနင်ဆိုတဲ့အဓိပ္ပာယ်နီးနော်မှာဆိုတဲ့အဓိပ္ပာယ်အရင်လာမှာရောက်သွားတာကိုကြတော့ချွိဒီမှာလေးဆရာမတို့ကမယ်ဆိုတဲ့စကားလုံးတွေအရင်လာတာရောက်ချွိဆိုသွားမှာเนาะဒီမှာရောက်ချွိကိုတော့မှာလားဆိုတော့မာနီရောက်ချွိမှာဒါဆိုရင်ဆိုတော့နာကျုပ်ကြည်ယုံကျုပ်เนาะနာကျုပ်ဝေါ်ကျွန်တော်လေဝိုးရယ်ဝိုးရယ်ရောက်ချွိငါလဲသွားမယ်ပေါ့အဲ့ဆိုရင်နီရောက်ချွိမှာနေသွားမှာလားနာကျုပ်ဒါဆိုရင်ဝေါ်ရယ်ရောက်ချွိငါလဲသွားမယ်အဲ့တော့ဒီဒါဆိုရင်ဆိုတဲ့စကားလုံးတွေလည်းမာတတ်တယ်ကဲအဲ့တော့အလုံးနားလည်မယ်ထင်ပါတယ်เนาะ